ဗမ်းမေဆိုရင်ညောင်မွေးတဲ့မမောင်ကြီးဆန်ကရှာပေးရင်ရဲ့ပန်းမွေမွေမွေလာကလေးတွေတွေးတကယ်ထူတာကလေးတွေအပြေးကွယ်ထူတာပေးမလေးရွေးချယ်မှချစ်သူရဲ့ပေပန်းသာလူရေမာချစ်သူသာဗမ်းမေဆိုရင်ညောင်မွေးတဲ့မမောင်ကြီးဆန်ကရှာပေးရင်ရဲ့ပန်းမွေမွေမွေလာကလေးတွေတွေးတကယ်ထူတာကလေးတွေအပြေးကွယ်ထူတာပေးမလေးရွေးချယ်ပါချစ်သူရဲ့ပေပန်းသာလူရေမာစပယ်ချင်ယကမုခတ်တာရီဒီစီတော့နာတော့ကတဲ့စီပန်းခင်းနဲ့မြိုင်လေးရှူရှူပွင့်နေချစ်တဲ့သူရဲ့စပယ်ချင်ယကမုခတ်တာရီဒီစီတော့နာတော့ကတဲ့စီပန်းခင်းနဲ့မြိုင်လေးရှူရှူပွင့်နေချစ်တဲ့သူရဲ့မြောင်ချစ်ချစ်ပွေမောင်ထက်ထက်ပွေမမောအောင်တီတီနဲ့ရင်စမ်းမြရီလျောက်ပါနေလမ်းလူချီယူအလွယ်တကူတီကိုပေးမေလေးချစ်သူမျက်နှာလာရီဝုန်းနေဒီမဲ့ပန်းလာမဲ့ပန်းလိုက်မဲ့ပန်းတွေရွေးချယ်ပါချစ်သူရဲ့ဘေးပန်းတာလူရေမာ စပယ်ချင်ယကမုခတ်တာရီနေစီတော့နာတော့ကတဲ့စီပန်းခင်းနဲ့မြိုင်လေးရှူရှူပွင့်နေချစ်တဲ့သူရဲ့စပယ်ချင်ယကမုခတ်တာရီနေစီတော့နာတော့ကတဲ့စီပန်းခင်းနဲ့မြိုင်လေးရှူရှူပွင့်နေချစ်တဲ့သူရဲ့မြောင်ချစ်ချစ်ပွေမောင်ထက်ထက်ပွေမမောပါတီတီနဲ့ရင်စမ်းမြရီလျောက်ပါနေလမ်းလူချီယူအလွယ်တကူတီကိုပေးမေလေးချစ်သူမျက်နှာလာပြီးဝုန်းနေဒီမဲ့ပန်းလာမဲ့ပန်းလိုက်မဲ့ပန်းတွေရွေးချယ်ပါချစ်သူရဲ့ဘေးပန်းတာလူရေမာအိုးတကယ်တော့ဖြူရွေးချွတ်မောက်ချစ်သူလေးမင်းတို့ဘဝမင်းတို့ချီညို့နေနဲ့လေးချမ်းသာပါပြီနိုးရက်ကြမြပလဲနေစီချစ်ထားတဲ့ပန်းဝင်းကိုမမမိုးလေးသလားလေးပြောစမ်းမချစ်တဲ့သူလေးအိုးတကယ်တော့ဖြူရွေးချွတ်မောက်ချစ်သူလေးမင်းတို့ဘဝမင်းတို့ချီညို့နေနဲ့လေးချမ်းသာပါပြီနိုးရက်ကြမြပလဲနေစီချစ်ထားတဲ့ပန်းဝင်းကိုမမမိုးလေးသလားလေးပြောစမ်းမချစ်တဲ့သူကလေးတပတ်ရှူခိတာဘယ်လိုရောက်နေစီမတပန်းဝမွေးဖွာလာတဲ့ပန်းကလေးတစ်ပွင့်ကလေးမင်းတို့လိုတော့လာမသဘောကြရှိတဲ့လေမြောင်အချက်ချက်ပွေမောင်အထက်